ဒီနေ့တော့ဦးညံကဂျင်းအကြောင်းပြောပြမှာပါဂျင်းထဲတာကိုပြောမှာမဟုတ်ပါဘူးခေတ်တွေပြောင်းပေမဲ့အယိုးရှင်းဆုံးပုံစံနဲ့စတိုင်များကြီးပြောင်းရဲတဲ့ဂျင်းပေါင်းဘီအကြောင်းကိုပြောမှာပါအခုခေတ်မှာတော့ဘာဝရမှန်းမသိရင်ဂျင်းပေါင်းဘီကိုကောက်ဆွမိတဲ့အထိဂျင်းကဒီနေ့ခေတ်ရဲ့ဖက်ရှင်တစ်ခုဖြစ်နေပါပြီဒီတော့ဦးညံတို့ဂျင်းဘလို့စပြီးဖြစ်ပေါ်လာတယ်လဲဆိုတာတမိုင်းကိုပြန်လည်လေ့လာကြည့်လိုက်ရအောင်1893ခုနှစ်ကအတွဲညီညီလူနှစ်ဦးဇလန်းလေးကတော့ဖုန်ထူလာတဲ့အနောက်ပိုင်းဒေသမှာစတင်ခဲ့ပါတယ်ဂျာမန်လူမျိုးကုန်တဲ့လဘိုက်စယောက်စ်နဲ့သူ့ရဲ့လက်တွဲဖော်ဖြစ်သူအချုပ်ဆရာဂျကော့ဒဘိုက်စ်တို့ဟာပြည်ထနာတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်အဲ့ဒီခေတ်ကရွှေတူးသမားတွေဟာသူတို့ရဲ့ဘောင်းဘီတွေခဏခဏပြဲထွက်ကုန်လို့တိုင်နှောနေကြတာပါ1893ခုနှစ်မှာတော့ဒဘိုက်စ်ဟာအကြံကောင်းတစ်ခုရသွားခဲ့ပါတယ်အဲ့ဒါကတော့ဘောင်းဘီအိတ်ကက်ထောင်လေးတွေမှာတတုမှုလေးတွေရိုက်ပြီးခိုင်ခန့်အောင်လုပ်လိုက်တာပါဒီမှာတင်ဂျင်းပေါင်းဘီတွေဟာအလွယ်တကူမပြဲနိုင်တော့လောက်အောင်အကြမ်းခံခဲ့ပါတော့တယ်1893ခုနှစ်မေလ20ရက်နေ့မှာဒီဂျံမြန်ကိုမူပိုင်ခွင့်တင်ခဲ့ပြီးခေတ်သစ်ဂျင်းပေါင်းဘီပုံစံတွေပေါ်ပေါက်လာခဲ့ပါတယ်အလုတ်ခွင်ဝတ်စုံမှာဖက်ရှင်စင်မြင့်ထက်တို့ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင်ဂျင်းပေါင်းဘီဟာနွားကျောင်းသားတွေနဲ့လယ်သမားတွေအတွက်အလုတ်ခွင်ဝတ်စုံတသက်ပဲဖြစ်ခဲ့ပါတယ်ဒါပေမဲ့1950ပြည့်လွန်နှစ်တွေမှာတော့အခြေအနေတွေပြောင်းလဲသွားပါတယ်Elvis Presley တို့လိုအဆိုတော်တွေဒါမက James Dean တို့လို Hollywood မင်းသားတွေကပါရုပ်ရှင်တွေထဲမှာဂျင်းပေါင်းဘီဝတ်လာကြတယ်ရုတ်တရက်ဆိုသလိုဂျင်းပေါင်းဘီဟာအလုတ်လုပ်ဖို့အတွက်မဟုတ်တော့ပဲဖက်ရှင်ရဲ့သင်္ကေတဖြစ်လာပါတယ်အဲ့ဒီတုန်းကအထက်တန်းကျောင်းတွေမှာဆိုရင်ဂျင်းပေါင်းဘီဟာအရန်မိုက်လုံးပြီးလူငယ်တွေကိုလက်မရောက်စေတယ်ဆိုတဲ့အယူဆနဲ့ပိတ်ပင်ထားခဲ့ကြပါသေးတယ်ဒါပေမဲ့1990ပြည့်နှစ်တွေရောက်တဲ့အခါမှာတော့စင်ဘော်ကရော့စတားတွေကအစဥညံတို့လိုဦးလေးကြီးတွေအပြင်အင်္ဂဝီချဲဘော်ကအဖွားအိုတွေအထိအားလုံးကဂျင်းသားကိုဆွဲလန်းကုန်ကြပါတယ်တင်မတိသေးတဲ့ဂျင်းပေါင်းဘီအကြောင်းများ1880ပြည့်နှစ်တွေကစွန့်ပစ်ထားတဲ့မိုင်းတွင်းတစ်ခုထဲမှာရှေးကြဆုံးဂျင်းပေါင်းဘီတစ်ထည်တွေ့ခဲ့ပါတယ်အဲ့ဒီပေါင်းဘီဟာလေလံပွဲမှာဒေါ်လာ1သိန်းနီးပါးနဲ့ရောင်းချနိုင်ခဲ့ပါတယ်နာဆာလိုအာကာသစီမံခန့်ခွဲရေးဌာနကြီးတောင်မှဂျင်းပေါင်းဘီတွေချုပ်ခဲ့ပူးပါတယ်သူတို့ဟာအလွန်ခံနိုင်ရည်ရှိတဲ့ဂျင်းသားလိုပစ္စည်းမျိုးတွေကိုအာကာသရင်မှုတွေအတွက်စမ်းသပ်ထုတ်လုပ်ခဲ့ပူးပါတယ်ဂျင်းပေါင်းဘီတွေမှာပါတဲ့ရှေးအိတ်ကက်ရဲ့အပေါ်ကအိတ်ကက်အသေးလေးကိုတီးတယ်ဟုတ်အဲ့ဒါကအကျွေစေးထဲဖို့မဟုတ်ပါဘူးအဲ့ဒါကဟိုးရင်ခေတ်ကအိတ်ဆောင်နာရီလေးတွေထဲဖို့အတွက်လုပ်ထားတာပါတယ်ဒီနေ့ခေတ်မှာတော့ဖက်ရှင်တစ်ခုအနေနဲ့ကြံခဲ့တာပါဂျင်းပေါင်းဘီကိုဒနင်းလို့ခေါ်ကြပါတယ်ဒနင်းဆိုတဲ့စကားလုံးကပြင်သစ်စကားစုစာဂျီဒီနီယန်ကနေဆင်းသက်လာတာဖြစ်ပြီးတော့ဂျင်းဆိုတဲ့နာမည်ကတော့အီတလီနိုင်ငံဂျီနိုအာမြို့မီကနေဆင်းသက်လာတာပါတယ်နိုင်ငံတကာဖက်ရှင်ပူးပေါင်းဆောင်ရွက်မှုကြီးပေါ့ဥညံတို့ဟာတစ်နှစ်ကိုဂျင်းပေါင်းဘီအထည်ပေါင်း1ဘီလီယံတန်းနှစ်ထောင်ကျော်ထုတ်လုပ်နေပါတယ်အဲ့ဒီပေါင်းဘီတွေကိုတစ်ထည်ပေါ်တစ်ထည်ဆင်းလိုက်မယ်ဆိုရင်ကဘာကနေလကဘာအထိရောက်နိုင်တဲ့အမြင့်ရှိပါတယ်တဲ့ဒီတော့တာမန်ရက်ကွက်အချုပ်ဆိုင်လေးကနေပဲရစ်ရဲ့ဖက်ရှင်စင်မြင့်တွေအထိဂျင်းပေါင်းဘီဟာခက်ခဲတဲ့တမိုင်းကြောင်းအချိန်ကာလကိုဖျက်ဆီးရှင်သန်လာခဲ့ရပါတယ်ပြဲလွယ်တဲ့အိတ်ကက်တွေကိုဖြည့်ရှင်းရာကနေကဘာမှာလူကြိုက်အများဆုံးဝတ်စုံဖြစ်လာခဲ့တဲ့အထိခေတ်ဆက်ဆက်ဖျက်ဆီးလာခဲ့ရတာပါအကယ်လို့သင်ဟာအခုဂျင်းပေါင်းဘီဝတ်ထားတယ်ဆိုရင်ဒီ post ကို like ပေးခဲ့ပါဦးနောက်တစ်ပတ်မှာရောဘာအကြောင်းတွေပြောပြရမလဲဆိုတာcommentမှာရေးပေးခဲ့နိုင်ပါတယ်ဥညံလည်းနေ့စဉ်မြင်တွေ့နေရတဲ့ပစ္စည်းလေးတွေရဲ့တမိုင်းကြောင်းလေးတွေကိုဆက်ပြီးဖော်ပြနေမှာဖြစ်လို့ subscribe လုပ်ထားဖို့လည်းမမေ့နဲ့အောင်တော့